ခဏလေးညီတို့ဗကံများကြီးတဲ့တော့ဒီဘက်ကတစ်ပွဲစားလေဒီဘက်မှာတစ်ပွဲမှာပါဒီဘက်မှာတစ်ပွဲအဲ့ပါပါအေးဒီအဲ့ပါတစ်ပွဲဟောဒီဗကံများကြီးပဲဗကံများတေးလေးတွေဖြည်းဖြည်းပုံပေးပါဟောဖြည်းဖြည်းပုံပေးရှာတိခဏကိုငါတို့ကလေးတော့ပါရောမော့မြန်တယ်ယူပါအောင်ဗျဗကံများယူခဲ့ပါဟာလူကြီးတွေရောကျွေးရအောင်ဒီကနေ့ပြောလို့စားဖျောင်းနိုင်အေးစားလေးနဲ့လာမယ်ဖျောင်းနိုင်လေးဒီအဲ့နာမှာကလေးမရှိနဲ့တော့မဟုတ်ပါဘူးတရားတစ်ခုပြရမှာကျွေးပါမှာဟိုကလူကြီးတွေရောခေါ်ကျွေးအားတော့အေးရရုပ်အော်ကိုတော့မြန်လာဟုတ်ပါဦးလေထက်ပြောက်ဖြစ်တယ် ထဲပြောက်ထက်ပြောက်ဖြစ်တယ်နည်းနည်းသေးဖုံးပြရရဲ့အရသာခံဖို့မရဟောတယ်လူကြီးတွေရောပေးလိုက်ရောဟဲ့အလို့ရောအမငါပေးတာစားငါအဆောင်မနေနဲ့ငါပေးတာစားငါအဆောင်မနေနဲ့စားမှာမဟုတ်ဘူးနော်သွားယူလေပြန်အများကြီးဟိုမှာတစ်ချက်ကျန်နေရတယ်ဟာမြန်လိုက်တာရက်ကိုနေရသနာလောက်သနာတွေပြနေဦးတဲ့အမှန်ပကံများအကတ်ကိုရက်ပြတယ်ရှောက်သီးတော့ဆေးပြေးလောက်ကြပါအပြီးသေးပါအားရောက်ပြီဟိုလူကြီးတွေတွားကျွေးလိုက်အောင်ရောက်တော့လားပုံပြီဟုတ်ပြီဟာငါပြေးလို့ပြေးပုံဘယ်တော့ဤခုနပေးပြီလားကြောက်သည်ရောဒီမှာရောစားကြ